မေထုံရာသီဘွားတွေ84နှစ်မှာတစ်ကြိမ်သာရမယ်အခွင့်အရေးကြီးကခမရတို့ရှိကိုရောက်နေပြီဘာလို့ဒီလိုပြောရတာလဲဆိုတော့2026ခုနှစ်ဧပြီလကစပြီးတော့ယူရေနက်ဂျိုဟာခမရတို့ရဲ့ယာစီကွင်းထဲကိုဝင်ရောက်လာပြီးဖြစ်တယ်ဒီဂျိုဟာခမရတို့ရဲ့ယာစီကွင်းမှာ9နှစ်နေထိုင်မှာဖြစ်တယ်ဒီဂျိုရဲ့သဘောတဘာဝကလှုပ်ရှားမှုမတည်ငြိမ်မှုဖန်တီးနိုင်စွမ်းမြင်မာမှုတွေကိုဦးစားပြုပါတယ်ဒါဆိုရင်ကမောက်ကမတွေနဲ့မတိမငြိမ်နေဖြစ်နေမှာပေါ့လို့မေးစရာရှိပါတယ်။လုံးဝမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့မေထုံရာသီဆိုတာကမူလတည်းကအပြောင်းအလဲကိုနှစ်သက်တဲ့ရာသီဝင်ဖြစ်ပါတယ်။တွက်လက်မြန်ဆန်တဲ့ပြိုင်ကားကိုယ်တယ်တစ်ခုလိုပါပဲ။အခုဒီပြိုင်ကားကိုယ်တယ်တွေကိုယူရေနက်ဆိုတဲ့တာဝိုအင်ဂျင်ကြီးတက်ပေးလိုက်သလိုဖြစ်သွားပါပြီ။တင်းရဲ့ညံကြီးဖန်တီးနိုင်စွမ်းနဲ့စမ်းသစ်တဲ့အိုင်ဒီယာတွေကပေါက်ကွဲပြီးတော့ထွက်လာပါလိမ့်မယ်။ online နည်းပညာနဲ့social media platform တွေကနေပြီးတော့ခင်ဗျာမျှော်လင့်မထားတဲ့ဝင်ငွေနဲ့အောင်မြင်မှုတွေဟာလလဟောရရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့အကြမ်းတမ်းဆုံးကဒီဂျိုစဝင်တဲ့ပထမတစ်နှစ်နှစ်နှစ်အတွင်ကူးပြောင်းရေးကာလပဲဖြစ်ပါတယ်။တတိထားပါဒီအရှင်ဟုံကိုခင်ဗျာမလာနိုင်ဘူးဆိုလို့ရှိရင်အပြောင်းအလဲကိုလက်မခံဘူးအဟောင်းတွေကိုဖတ်ထွယ်ထားမယ်ဆိုရင်တော့ခင်ဗျာဘဝဟာထညက်ခဲခွေရက်သလိုဖြည်းဖြည်းနဲ့လုံးပါပါသွားပါလိမ့်မယ်။ယူရင်းနက်ကမပြောင်းလဲခြင်းတဲ့စနစ်ဟောင်းတွေကိုအတင်းအကျပ်ဆွဲချဖြိုချချက်စီးချတတ်တဲ့သဘောတဘာဝရှိပါတယ်။စီးပွားရေးမှာစနစ်ဟောင်းတွေကိုစွန့်မှာဤပညာအသစ်တွေကိုအများဆုံးလေ့လာပါ။အခြေရေးမှာတော့ခင်ဗျားဟာခါတိုင်းနှစ်တည်းပို့ပြီးတော့လွတ်လွတ်လပ်လပ်နေခြင်းတဲ့စိတ်တွေအယံကိုဖြစ်ပေါ်နေပါလိမ့်မယ်။ခင်ဗျားရဲ့ချစ်သူမိသားစုဝင်လက်တွဲပေါ်တွေကိုတေချာညှိနှိုင်းပြီးတော့ပြောဆိုထားသင့်ပါတယ်။အုံနောက်ကတာဝိုအင်ဂျင်လိုအလုံးလုံးနေမှာဖြစ်လို့အိမ်မပြောတာဖြစ်တတ်ပါတယ်။ဒါကြောင့်အုံနောက်အနာရအောင်တပတ်မှတည်းရဲ့ဖုန်းကွန်ပျူတာမသုံးဘဲနေပေးရပါမယ်။ဒါမှအခွင့်အရေးကိုအပြည့်အဝအသုံးချနိုင်မှာဖြစ်ပါတယ်။ဒီနှစ်ဟာမေထုံရာသီဘွားတွေအတွက်ရက်ကြည့်နေရမယ့်နှစ်မဟုတ်ပါဘူး။ကိုယ်တိုင်ဘဝကိုအသစ်ဖန်တီးရမယ့်နှစ်ဖြစ်ပါတယ်။ဒီအချက်တွေကသစ်စိတ်ထဲမှာအမြဲအမှတ်ရနေအောင်လမ်းမှာရောက်မသွားအောင်ဒီဗီဒီယိုကိုအခုပဲစေလုပ်ထားလိုက်ပါ။အခြားမေထုံရာသီဘွားတွေကိုလည်းဒီအခွင့်အရေးကြီးကိုလက်လွတ်မသွားစေဖို့လမ်းမှာရောက်မသွားစေဖို့မျှဝေပေးလိုက်ပါခင်ဗျာ။